content monetization ရဖို့ကြိုးစားနေတဲ့လူတွေတော့နည်းနည်းပြပြမယ်နော်ဒီလို content monetization ရဖို့ကြိုးစားနေတဲ့လူတွေကလူငယ်တွေရောလူလက်ပိုင်းတွေရောလူကြီးပိုင်းတွေရောနောက်ပိုင်းများလာပါတယ်ပတ်စံရတယ်ဆိုတာသိရလို့ကြောင့်တော်တော်လေးကြိုးစားရဖို့လောက်လာကြတယ်အဲ့ဒါမှတချို့လည်းရကြတယ်တချို့ကလည်းမရကြသေးဘူးဒါကျွန်တော်ဆိုလည်းမရသေးဘူးကြိုးစားနေတော့ပေါ့နော်ဆိုတော့များသောအားနဲ့ကတော့ဒီအလုပ်က main ကလေးနဲ့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ယူဆတယ် main ကလေးဆိုသူတို့မှရွေးချယ်စရာတွေပုံများတယ်လေကျွန်တော်ယောက်ျားလေးကျတော့ရွေးချယ်စရာနေတယ်သူတို့လိုမများဘူး main ကလေးတွေကပုံများတယ်ဆိုတာဒီလိုအဝယ်အစားချုပ်လုပ်တာပေါ့အင်ကြီးချုပ်လုပ်တာဒီဇိုင်နာပေါ့အဲ့လိုမျိုးတွေပါလေဆိုလဲသူတို့ကအားထားတယ်တော့ဒီဒီဇိုင်နာတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသူတို့တင်လို့ရှိရင်လည်းကြည့်ရှုတဲ့လူများနိုင်တယ်နောက်အချက်အပြုတ်ချက်တာပြုတ်တာဘာညာဒါလေးတွေကိုလည်းသူတို့ချက်နီးပြုံကြီးလေးတွေတင်ရင်လည်းဒါလူကြိုက်များနိုင်တယ်နောက်အစားအသောက် food blogger လိုမျိုးစားတာတောက်တာလေးတွေတင်မယ်ဒါလည်းကောင်းတယ်ကြည့်ရှုတဲ့လူများနိုင်တယ်နောက်အလှပပြင်မျက်နှာကိုလှပပြင်တာသပင်လက်သေးစသည်ဖြင့်ပေါ့ဒါမျိုးလေးတွေကိုသူတို့တင်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေနိုင်တယ်နောက်ဒီဇလန်းလေးတွေပြောပြတာပေါ့ရုပ်ရှင်ဇလန်းလိုဟာမျိုးလေးလည်းရတယ်ပုံမြင်လေးတွေဆိုလည်းရတယ်နောက်စိတ်ဝင်စားဖွယ်ထူးထူးဆန်းဆန်းဂမ်ဘီယာဆန်တဲ့အကြောင်းတွေတို့တရေ၆တဲ့အကြောင်းတွေစသည်ဖြင့်ပေါ့ဒါမျိုးတွေပြောရင်လည်းစိတ်ဝင်စားတယ်လို့များနိုင်တယ်နောက်ကြည်ထိုးတာပဝါလေးတွေတို့အိတ်ကလေးတွေဒါမျိုးလေးတွေကြည်ထိုးတဲ့နီးကြည်ထိုးတဲ့ပုံလေးဒါမျိုးလေးတင်ရင်လည်းလူကြီးများနိုင်တယ်နောက်အားကစားခန္ဓာကိုယ်လှပဖို့လုပ်တဲ့အားကစားဒီဒါလေးတွေတင်ရင်လည်းလူကြိုက်များနိုင်တယ်နောက်တချင်းဆိုတာတို့ကတာတို့ခရီးသွားတာတို့ဒါမျိုးလေးတွေဆိုရင်လည်းတော်တော်များများအားပေးနိုင်တယ်ကြည်နိုင်ရတယ်ဘာလို့လဲဆိုတော့ main ကလေးချင်းဆိုရင်လည်းဒီ main ကလေးတွေရဲ့လောက်တာကိုစိတ်ဝင်စားပြီးတော့ကြည်နိုင်တယ်ယောက်ျားလေးတွေဆိုရင်လည်းဒီ main ကလေးတွေရဲ့ခုနကပြောတာဆိုတာလောက်တာကိုင်းတာလေးတွေကိုပေါ့ဒီဟာလောက်တဲ့ကာယကံရှင် main ကလေးတွေရဲ့လှပမှုပေါ်မူတည်ပြီးတော့ဆွဲဆောင်မှုပုံများပြီးတော့ကြည်နိုင်တယ်ယောက်ျားလေးတွေဆိုတာလည်းတည်ရတိုင်းလေ main ကလေးဒီလိုချွတ်ချွတ်လှလှလေးတင်တာပြူတာပါညာဆိုစိတ်ဝင်စားကြတာကြည်ကြတာပဲလေဟိုလိုမျိုးစိတ်ဝင်စားလို့ကြိုက်လို့ဖွန်ကြောင်မှုအစရှိတယ်ဒါမျိုးတွေလည်းရှိတာပဲဆိုတော့ကဒီဟာလောက်တဲ့အနေအထားမှာ main ကလေးတွေကပို့ပြီးအားတာချက်များနိုင်တယ်ကျွန်တော်ယောက်ျားလေးတွေဘက်ကကြတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြောမယ်သတင်းလေးတွေပြောမယ်နီးပညာပိုင်းလေးတွေပြောမယ်နီးပညာပိုင်းလေးပြောမယ်နောက်ဒီ discovery လိုဟာမျိုးလေးတွေကိုပြောမယ်နောက်ဒီ ID နီးပညာနဲ့ပတ်သက်တဲ့ဖုန်းလေးတွေအကြောင်းတို့နောက်အခုဒီ AI နဲ့ပတ်သက်တဲ့ဟာလေးတွေဒါမျိုးလေးတွေလည်းပြောကြမယ်ပေါ့ယောက်ျားလေးကကျတော့ main ကလေးတွေလောက်တိတ်ပြီးရွေးစရာမရှိသေးသလိုပဲနည်းနည်းသလိုပဲ main ကလေးကတော့ပုံများအောင်ရတယ်ဒါမှမဟုတ်တကယ်လို့ဒီဟာကိုစူးစမ်းကြမယ်ဆိုရင်တော့ main ကလေးတွေကပို့ပြီးတော့ဖြစ်နိုင်ခြေများတယ်သူတို့မှရွေးချယ်စရာတွေလည်းပုံများတယ်တော်တော်လေးလို့အဆင်ပြေနိုင်တယ်လို့တော့ယူဆတယ်ဘာဖြစ်စူးစမ်းကြပါဗီဒီယိုလေးတွေများတင်များကြဟိုဈေးသွားတာအလုပ်သွားတာဖျားသွားတာဘာညာပေါ့အစားကြီးပြင်ဒါမျိုးလေးတွေကစားလို့အကုန်လုံးကတင်ကြတချင်းလေးတွေဆိုဂီတာတီးတဲ့သူလည်းဂီတာလေးပါလေးတွေတီးပေါ့ဒါမျိုးလေးတွေတင်ကားတဲ့လူဆိုလည်းအကာလေးတွေပါလေးတွေတင်အားကစားလုပ်တဲ့လူကြောက်လဲဂျင်မှာသူတို့စော့တဲ့ဟာလေးတွေကိုရိုက်ပြီးတင်တချို့ကြတော့လဲလုပ်ငန်းထဲမှာသူတို့အလုပ်လုပ်တဲ့ဟာလေးတွေရိုက်တင်တာမျိုးတွေလည်းရှိတယ်ဒါမျိုးလေးလည်းကောင်းတယ်နော်နောက်ဒီဖုန်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုပြောတာကြတော့ main ကလေးတွေကနေတယ်ယောက်ျားလေးတွေပုံများတယ်main ကလေးထဲမှာပြောတဲ့ကောင်မလေးတွေတချို့တွေ့ဘူးတယ်တယောက်သူကတော့ဒီဖုန်းနဲ့ပတ်သက်တဲ့အကြောင်းလေးတော်တော်ပြောတာတွေ့ဘူးလားနောက် game နဲ့ပတ်သက်တဲ့ဟာတွေလည်းပြောလို့ရတယ် game ဆော့တဲ့ဟာတွေကိုလည်းလေအဲ့ဒါလေးပြောလို့ရတယ်အဲ့ဒါလည်းမိုက်တယ်လူကြိုက်များနိုင်တယ်နော်အဲ့လိုမျိုးလေးတွေဆိုတော့ကိုကြိုက်နေတဲ့အကြောင်းလေးတွေ
ကို line နဲ့ကိုပေါ့အဆင်ပြေတာလေးတွေကိုရွေးပြီးတော့တင်ကြကြိုးစားကြပါတော့ကျွန်တော်ကတော့ဘယ်လိုလဲဆိုဘာကိုရွေးရမှမသိသေးဘူးကြုံတာလေးတွေပဲပြောလိုက်လှုပ်လိုက်ဗီဒီယိုလေးတွေတင်လိုက်ပဲလှုပ်နေတာကျွန်တော်လည်းမရသေးဘူးကြိုးစားနေတော့မယ်နော်အားလုံးကြိုးစားကြပါလို့နော်အဆင်ပြေကြမှာပါသူကနဲ့သူတော့ဒီကြည့်ရှုတဲ့လူတွေ view တွေတက်လာမှာပါလို့နော်အားမငယ်ပါနဲ့လို့အားလုံးအားပေးပါတယ်လို့နော်